你刚才对呀，我老ပြောအခုကောင်းလေးရလေမယုံနိုင်လောက် perfect ဖြစ်ဘယ်လိုလဲဟိုနေ့ကဆိုရင်လေ तू နဲ့ငါနဲ့ Facebook မှာ friend ဖြစ်တာတစ်နှစ်ပြည့်လို့တဲ့နှင်းစပန်အနီအောင်လေးနဲ့ sorry အဖြူလေးနဲ့ရောက်လာတာ အဲ့လိုပြောင်းလား ဟေးဆိုတရက်ဆိုကွာဟိုမာလာရှန်ကိုစားချင်တယ်ဒီစား cash ရွေးရတယ်ဆိုပြီးငါပူစားလိုက်တာအခုချက်ချင်း cash ရရမယ်ပေးပြီးဆိုပြီး wave ကနေ10သိန်းတောင်တစ်ခါရဲလွှဲပေးလိုက်တာ နဲ့ဟာရဟုတ် အေးငါကိုယ်တိုင်အိတ်ဆိုင်သားကလေအနည်းဆုံးအိတ်ချက်မှာတော့ထုတ်ခဲ့တာပြီးတော့လေဟိုနေ့ကလေငါတို့အပြင်သွားနေနေကွာကောင်မလေးလေးတယောက်ဘေးကနေဖြတ်သွားတာလုံးဝလှည့်မကြည့်ပဲနဲ့ငါဘက်ကြီးပဲကြည်နေတာမဆိုရင်လေချင်းမတော့ပေးမကောက် ဟဲ့အဲ့ဆိုရင်တော်ကန်ကောင်းတာ哦 ကြံနေရဲ့ဟိုနေ့ကငါ shopping ထွက်တာကိုသူ့ခေါ်တာအရန် excited ဖြစ်ပြီးငါ့ကိုလက်ဆွဲပြီးဆိုင်ထဲဝင်သွားတာငါကတော့ဘာမှမပြောရဘူးသူကအရန်နေပြောပြီးနှကန်းနေတချောင်းချောင်းဆူပိုင်းနဲ့ငါလည်းဆိုကြည့်ရောလှလိုက်တာဆိုရင်မျက်ရည်တော့ဝဲပြီးရှစ်မြတ်ကာလာခုံယူဆိုပြီးပြောရသေးလား လို့တော့လေ အေးအဲ့မှာငါရှင်းတဲ့ခါမှာလည်းအတင်းလို့ရှင်းတာဟေးအဲ့ဆိုင်က MMQR ရတော့ wave နဲ့တခါရရှင်းပြလိုက် သူဟာကြီးမဟုတ်သေးပါဘူးတော်တော်ခေဒရာမာဆန်နေ ပြီးတော့လေငါတို့တနေ့နေရပုံပြောရင်ဘယ်ကောင်မှဆိုလို့ရတရက်ကိုရေ2000မို့အောင်ထည့်ပြရလား အဲ့လောက်ကြီးမများဘူးလားသူဘလိုင်းလာကြွားနေရလားမသိဘူး အေးနောက်ထပ်တကယ်ချင်းနေလဲဘန်ကောက်သွားဖို့စဉ်းစားတော့သူကိုယ်တိုင် wave ကနေ air ticket တွေစီစဉ်ပေးရတာငါတို့တော့ ဟဲ့ wave မှာအဲ့ ticket တွေရောဝယ်လို့ရပြီလားငှဲလိုက်တာနင်းကောင်လေးနဲ့ငါဘယ်တော့တွေ့ရမလဲပြင်ပြင်တွေ့ချင်နေ တီးရဲအားကြောင့်ဒီနေ့ခေါ်ရတာခဏနေရောက်တော့မယ်အော်သူကိုရောက်ပြီဟိုမလေး ဘာမှလဲ ဟိုမတကားမမလေးဒီလောက်ရုပ်ဖြောင်းနေတယ်ကလည်းမမြင်ဘူးလား Ori boyfriend ကတော့တကယ်မရှိပေမဲ့ wave ကတော့တကယ်ရှိပါတယ်K followers လေးတွေလည်း wave app ကို download လုပ်ပြီးတော့ account ဖွင့်နေနေဆိုရင်တော့ဒီဗီဒီယိုအောက်မှာ link လေးချပေးထားပါမယ်နော်ဟာကြည့်အောင် Audrey နေရင်းနဲ့စကားပြောနေပြန်